အဲဒီနေ့ကကျောင်းမှာမုတ်ဖိုးအငတ်ခံပြီးတော့မှဓာတ်လိုက်တဲ့ပီကလေးတစ်ခုကျွန်တော်ဝယ်ခဲ့တယ်မုတ်ဖိုးကကျွန်တော်ကတစ်ရက်ကို90ပဲရတာလေ9ရက်တိတိအငတ်ခံပြီးတော့အဲ့ဒီပီကလေးကိုဝယ်လိုက်ရတာပါပီကလေးကဓာတ်လိုက်တယ်ဗျတငယ်ချင်းတွေကိုစဖို့ဝယ်လိုက်တာပေါ့အပြင်ကိုထွက်နေတဲ့ပီကလေးကိုဆွဲလိုက်ရင်သူကဓာတ်လိုက်တယ်တငယ်ချင်းတော်တော်များများကိုလည်းကျွန်တော်လိုက်စားတယ်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်ပြောရပါတယ်ပျော်ရွှင်ခြင်းကို350နဲ့9ရက်တိတိမုတ်မစားဘဲနဲ့ကျွန်တော်ဝယ်ခဲ့တာပေါ့ဗျာပီကေလေးကဓာတ်လိုက်တယ်ဆိုတဲ့သတင်းကိုတငယ်ချင်းတွေအကုန်လုံးသိသွားတော့သူတို့ကိုကျွန်တော်စားလို့မရတော့ဘူးတချို့တငယ်ချင်းတွေဆိုရင်ပီကေလေးကိုကင်တော့မကင်ဘူးပါဘူးဒါပေမဲ့ဓာတ်လိုက်တယ်လို့သူများတွေကပြောတော့သူတို့လည်းမကင်ရဲကြဘူးဗျဝန်ခံရရင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီပီကေလေးကိုတစ်ခါမှမကင်ဘူးခဲ့ပါဘူးကျောင်းမှာစားလို့ရတဲ့တငယ်ချင်းတွေမရှိတော့တဲ့အဆုံးမှာတော့ကျွန်တော်အဲ့ဒီဓာတ်လိုက်တဲ့ပီကေလေးကိုအိမ်ကိုယူခဲ့ပါတယ်ကျွန်တော်ရဲ့အဖေကိုစားဖို့ပါအဖေကိုပီကေလေးကင်မှုပြောကြည့်တော့သူကကင်ပါတယ်ပြီးတော့မျက်မှောက်ကျုပ်ပြီးတော့မှကျွန်တော်မေးတယ်ငါ့ကိုဘာလို့ကင်ခိုင်းတာလဲတဲ့ကျွန်တော်နည်းနည်းတော့အံ့ဩသွားတယ်ဗျအဖေဓာတ်မလိုက်ဘူးလားလို့ကျွန်တော်မေးလိုက်တော့အဖေကမလိုက်ပါဘူးကွာဆိုပြီးတော့သူကပီကေလေးကို4က5ကလောက်ပြန်ကင်ပြတယ်ဒါဆိုရင်တော့တေချာပြီပေါ့ပီကေလေးကတေချာပေါက်တက်ခဲကုန်သွားပြီလို့ကျွန်တော်ထင်လိုက်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်တခါမှမကင်ဘူးတဲ့ပီကေလေးရဲ့ထိပ်ပိုင်းကိုလက်နဲ့သွားကင်လိုက်မိတယ်အဖေကဓာတ်လိုက်ပါတယ်ဗျာလို့ကျွန်တော်អော်ပြီးတော့မှပြောမိတယ်ဟုတ်ပါတယ်ပီကေလေးကတကယ်လဲဓာတ်လိုက်ပါတယ်အဖေကတော့ဟားတိုက်ပြီးတော့ရီတာပေါ့ဗျာပြီးတော့ပီကေလေးကိုနောက်တစ်ခါကင်စမ်းလို့ပြောတယ်ကျွန်တော်မကင်ရဲဘူးဗျမင်းတတိမရှိဘူးလားတဲ့လက်ကလေးကျင်သွားတာမျိုးတော့မှမင်းကြောက်နေရင်မင်းတေးရမှာကိုပို့ပြီးတော့မှကြောက်မှာပဲတဲ့အဲ့နေ့ကစပြီးတော့အဖေကလက်သီးနဲ့ချင်းချောက်တယ်လက်ဝါးနဲ့မိတ်ဆက်တယ်ပါးရီလာအောင်လို့ခေါ်ပြီးတော့ကျွန်တော်ကိုမင်းပီကေကိုကင်ပါလားပါးရိုက်ခံမလားလို့မေးတယ်အဖေရဲ့လက်ဝါးတော်တော်ပြင်းနေဗျဒါကြောင့်ကျွန်တော်ပီကေလေးကိုမကင်ရဲပေမဲ့အဖေကြောင့်စက်တိုက်ကင်လိုက်ရပါတယ်လူဆိုတာလည်းတော်တော်စမ်းနေဗျပီကေလေးကိုကျွန်တော်တပတ်လောက်အဲ့လိုအတင်းကျပ်ကင်ခိုင်းလို့ကျွန်တော်ကင်ရင်နဲ့ပီကေလေးကဓာတ်လိုက်တာကိုကျွန်တော်လုံးဝမကြောက်တော့ဘူးကျောင်းအကောင်လေးရှိမှလည်းကျွန်တော်ကဆရာကြီးစတိုင်နဲ့ပီကေလေးကိုကင်ပြတယ်ပေါ့အေးစေးပဲငါဓာတ်လိုက်တာကိုမကြောက်ဘူးဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်ကင်ပြဖြစ်တယ်ပျော်စရာတော်တော်ကောင်းပါတယ်နာကျင်မဲဆိုတာကိုတိတိရက်နဲ့ကျွန်တော်ပီကေလေးကိုကင်နိုင်အောင်လို့အဖေကတတိတခုမွေးပေးလိုက်တယ်လို့ကျွန်တော်ကြီးလာမှသိခဲ့ရတာဓာတ်လိုက်မယ်ဆိုတာတိတိနဲ့ပီကေလေးကိုကင်ရဲတဲ့ကလေးတစ်ယောက်ကရိုက်မာကိုလည်းမကြောက်တော့သလိုဘာတွေဖြစ်လာမှမို့တော့ဆိုပြီးတော့ရဲစွမ်းတတိလည်းပေါက်ဖွာလာတယ်ဆိုတာကိုအဖေကကိုတွေ့တင်မိခဲ့တာပေါ့တေချာကတော့လူအများစုကအဲ့ဒီပီကေလေးကိုမကင်ရဲပါဘူးကျွန်တော်ကိုယ်တိုင်လည်းအရင်ကမကင်ရဲခဲ့ဘူးလေနာကျင်မယ်ဆိုတာတိတိနဲ့ရှေ့ဆက်တိုးပြီးကင်မယ်ဆိုရင်အဲ့ကလေးတယောက်ကကြီးလာတဲ့အခါမှာဘယ်လိုအခက်ခဲတွေအန္တရာယ်တွေကိုဖြစ်ဖြစ်သူကရင်ဆိုင်ရဲသွားပြီဗျပြီးတော့သူ့ရဲ့မိဘတွေကိုလည်းလိန်ပြောတာတို့ဘာလို့မရှိတော့ဘူးသူလှုပ်ရင်သူခံရဲတယ်ဆိုတဲ့တတိကိုသူရသွားပြီဒီစာလေးကိုကျွန်တော်တခြားစာရေးဆရာကြီးတွေစီကနေခိုးချပြီးတော့ရေးထားတာမဟုတ်ပါဘူးကျွန်တော်ရဲ့အဖေနဲ့ကျွန်တော်ရဲ့ဘယ်သူမှမသိခဲ့တဲ့ဖြစ်ရမှန်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အဖေကတော့ရှေ့တန်းတဲ့နေရာမှာမပြန်လန်းကိုထွက်သွားတဲ့ဒုရာခံဘိုးကြီးတယောက်ပါဒီစာလေးနဲ့ကျွန်တော်ရဲ့အဖေကိုဂုဏ်ပြုတယ်ပြီးတော့ကဘာပေါ်မှာရှိတဲ့အဖေတိုင်းလည်းသူတို့ရဲ့တော်သမီးတွေကိုအဲ့လိုမျိုးတတိလေးတွေမွေးပေးစေခြင်းနဲ့အဖေကိုလည်းကျေးဇူးအရန်တင်ပါတယ်ကျွန်တော်သူ့ရဲ့သားသူတင်ဝင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ audio ပုံလေးကိုနားထောင်ပေးလို့ဒုတိယအကြိမ်ကျွန်တော်ကျေးဇူးတင်ပါတယ်။နောက်ဘဝတွေဆိုတာသာရှိခဲ့မယ်ဆိုရင်ကျွန်တော်အဖေရဲ့သားပဲပြန်လုပ်ချင်ပါတယ်။ကျွန်တော်သားလေးတွေမွေးလာခဲ့ရင်လည်းအဖေလိုမျိုးပဲဓာတ်လိုက်တဲ့ပီကလေးတစ်ခုဝယ်ပြီးတော့လက်ဆောင်ပေးဖြစ်အောင်ပေးအောင်ပါ